အားလုံးပဲမင်္ဂလာပါဆိုတော့ပြီးခဲ့တဲ့နေ့ရက်ဒီမှာကျွန်တော်တို့ဒီကပောက်ကျန်းခန်းကြီး6ပိုင်းငယ်တီကန်နဲ့4ကိုလေ့လာတော့ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးမားတဲ့လူတွေအကြောင်းနဲ့ပတ်သက်ပြီးတော့မှအမြင်3မျိုးရှိတယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တို့လေ့လာတော့ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့အဲ့ဒီအကြောင်းနဲ့ဆက်ဆက်ပြီးမှပြန်နေတဲ့ပိုင်းကျွန်တော်တို့ဆက်ဆက်ပြီးမှလေ့လာတော့ဖို့ရှိပါတယ်ဆိုတော့အဲ့ဒီကပောက်ကျန်းခန်းကြီး6ပိုင်းငယ်တီကန်နဲ့4ထဲမှာသုံးနှုန်းထားတဲ့ဒီ net feeling ဆိုတဲ့အသုံးနှုန်းကအင်္ဂလိပ်အသုံးနှုန်းမဟုတ်ဘဲနဲ့ဒီဟေဘေးရဲ့အတန်ထွက်ကိုဟေဘေးစကားရဲ့အတန်ထွက်ကိုအင်္ဂလိပ်လိုတိုက်ရိုက်ရေးထားတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီအဲ့ဒီဟေဘေးစကားတော့ဟုတ်ပါပဲဆိုတော့ဒီဟေဘေးစကားကနေဆင်းသက်လာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဆက်လက်ပြီးမှလေ့လာတော့တဲ့အခါမှာတော့နဖာဆိုတဲ့အသုံးနှုန်းကနေ net feeling ဆိုတဲ့အသုံးနှုန်းကိုဆင်းသက်လာတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်ပါတယ်ဆိုတော့နဖာဆိုတာကကြာဆင်းသွားတဲ့သူများเนาะကြာရှုံးသူများဆိုတဲ့အသုံးနှုန်းကနေဆင်းသက်လာတယ်လို့ကျွန်တော်တို့လေ့လာချက်ရတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီအသုံးနှုန်းကိုကြည့်ချင်းအဖြစ်ဒီကပောက်ကျန်းအခန်းကြီး6အပိုင်းငယ်တီကနဲ့4မှာတွေ့ရတဲ့ဒီဘုရားသခင်ရဲ့သားသမီးတွေဟာဆိုလို့ရှိရင်ဘုရားသခင်သားသမီးဆိုတဲ့အသုံးနှုန်းတွေကအသုံးနှုန်းထားတဲ့ဒီလူတွေဟာဆိုလို့ရှိရင်ကြာရှုံးတဲ့ကောင်းကင်တမန်တွေဖြစ်တယ်ဆိုတဲ့အရာကိုဒီမှာလေ့လာချက်အဖြစ်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်မှလည်းပရိသတ်တွေအမြင်အရာရောဆက်လက်ပြီးမှပရိသတ်တွေအနေနဲ့ရောဆက်လက်လေ့လာတော့လို့ရပါတယ်ကျွန်တော်လေ့လာသွားတဲ့ຢာပဲမှန်တယ်လို့ကျွန်တော်မဆိုလိုပါဘူးဆိုတော့ဟုတ်ပြီအဲ့မှာကျွန်တော်တို့ဆက်လက်ပြီးမှစဉ်းစားတဲ့အခါမှာဒီဝိညာဉ်လူတွေကလက်ထထိမ်းများတို့ရတယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တို့ပြန်လေ့လာတဲ့အခါမှာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီအဲ့မှာဝိညာဉ်လူတွေနဲ့ဒီစာတိလူတွေထိမ်းများလက်ထတဲ့အခါမှာဒီတာမန်လူတွေနဲ့မတူညီတဲ့ခန္ဓာကိုယ်ကြီးမားတဲ့လူတွေမွေးဖွားလာတယ်အဲ့ဒါကိုဘုရားသခင်ကမကြိုက်တဲ့ခါမှာသူတို့ရဲ့အကျင့်စရိုက်တွေနဲ့သူတို့ရဲ့လက္ခဏာတွေကိုဘုရားသခင်ကမကြိုက်တဲ့ခါမှာရေနဲ့ဆေးကြောလိုက်တယ်ဆိုတော့အဲ့ဒီအချိန်မှာပဲအဲ့ဒီရေနဲ့ဆေးကြောတဲ့အချိန်မှာပဲဒီအဲ့ဒီ net feeling အခြားလူတွေပါအကုန်လုံးအမျိုးသုံးသွားတာဖြစ်ပါတယ်အဲ့မှာဂျာနာဆိုလို့နှွေးမိသားစုတွေပဲဂျာနာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီဒီအဲ့ဒီကိစ္စကပြီးသွားပြီဒီကိစ္စပြီးသွားပြီဆိုတော့အဲ့မှာကျွန်တော်တို့တိုးလေအခန်းကြီး73အပိုင်းငယ်33ကိုဆက်ပြီးမှလေ့လာတဲ့အခါမှာဒီ net feeling ဆိုတဲ့အသုံးနှုန်းကိုပြန်နေတပံကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ပရိသတ်ယုံကြည်သူဖြစ်တယ်ဆိုလို့ရှိရင်ဖတ်ပူးပြီးသားဖြစ်ပါမယ်နော်ဒီတိုးလျာအခန်းကြီး73အပိုင်းငယ်33မှာဒီယောရှုကနေပြီးတော့မှခါနာန်ပြည်ကိုဝင်တိုက်ပို့လို့တဲ့ခါမှာပထမဆုံးတရှူတွေကိုဆစ်လိခဲ့တာဖြစ်ပါတယ်ဒီတရှူတွေကတွေ့ရှိသွားတာဖြစ်ပါတယ်ခါနာန်ပြည်မှာဒီ net feeling ဆိုတဲ့လူတွေပြန်နေတပံပြန်ရှိတယ်ဆိုတဲ့ဟာပေါ့နော်ခန္ဓာကိုယ်ကြီးမားတဲ့လူတွေရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီဒီကိစ္စဒါထားလိုက်တော့ဆိုတော့ဒီ net feeling တွေကဘယ်ကနေပေါ်လာတယ်လဲအနုကပတော်တွေလေ့လာတဲ့သူတွေအနေနဲ့ကျွန်တော်တို့ဆက်လက်ပြီးမှစဉ်းစားစရာအကြောင်းဖြစ်လာတယ်ဒီ net feeling ဆိုတဲ့အရာကဘယ်ကနေပေါ်လာတယ်လဲပေါ့နော်ကပောက်ကျမ်းမှာကတော့မျိုးသုံးသွားပြီဆိုတော့မျိုးသုံးသွားတာတော့ဟုတ်ပါပြီဒီဟာကဘယ်ကနေပြန်ပြီးမှစတင်ပြန်ပေါ်လာတယ်လဲဆိုကြကိုကျွန်တော်တို့စဉ်းစားသုံးသပ်တဲ့ခါမှာဒီသုံးသပ်ချက်ရပေါ့နော်အတီးပြောတာတော့မဟုတ်ပါဘူးဆိုတော့စဉ်းစားသုံးသပ်တဲ့ခါမှာဘာဒီမျိုးတွေ့ရတယ်လဲဆိုလို့ရှိရင်ကဘာဦးမှာမျိုးသုံးတာကသူတို့နဲ့ဆက်ဆံကြပြီးရတဲ့သားသမီးတွေကမျိုးသုံးသွားတာဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့ဖခင်ဖြစ်တဲ့သူတို့ကိုခန္ဓာကိုယ်ကြီးမားတဲ့လူတွေကိုဖြစ်စေတဲ့ဖခင်ကြီးကတော့ဒီနတ်တွေလို့ပြောအောင်ပေါ့နော်ဒီနတ်တွေကြတော့သူတို့ကရေလွှမ်းမှုလို့မတည်ဘူးသူတို့မတည်နိုင်တဲ့ဝိညာဉ်လူတွေဖြစ်တဲ့ခါကျတော့ဒီမကြပေါ့နော်လူတွေနဲ့လာပြီးမှစုံစမ်းတယ်တွေးဆောင်တယ်အဲ့မှာလူတွေကကြာရှုံးတယ်အဲ့နာဖောက်ပြန်ပြီးမှဒီအဲ့ဒီမကြခဏဆိုဒီလူမျိုးကြီးဆိုလို့ရှိရင်သူ့ဒေတာနဲ့သူမွေးဖွားလာတဲ့ຢာကိုတွေ့ရတာဖြစ်ပါတယ်ဒီနတ်ဒီကနေနေမှတဆင့်ခန္ဓာမျိုးသမီးနဲ့ပြန်နေမှဆက်ဆံပြီးမှပြန်နေဆက်ဆံပြီးမွေးဖွားလာတယ်ဆိုတဲ့ကိုဒီမှာကြည့်ချင်ပြလဲကျွန်တော်တို့သုံးသပ်ကြည့်ရတာပေါ့နော်ဒီလူမျိုးတွေကအဲ့လိုမျိုးဒီ grade တွေရဲ့ဒဏ္ဍာရီမှာလည်းဒီဟာရခဏတွေ့ရပါတော့ဒီနတ်ဖျားတွေနဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာဒီလူမျိုးတွေငန်ပြန်ရှိလူတွေမွေးဖွားလာတာလို့နော်ဒီခန္ဓာကိုယ်ကြီးမားလူတွေမွေးဖွားလာတာလို့ဆိုတာဒါ grade ပုံပြင်နေမှာလည်းမကြာခဏဆိုလို့ကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာတွေ့ရတာဖြစ်ပါတယ်ဆိုတော့စက်ကားတွေကြည့်လို့လည်းဒီဗီဒီယိုစက်ကားတွေမှာလည်းဒီဂရိနဖျားကြောင်းနဲ့ပတ်သက်မှကျွန်တော်တို့အများကြီးကြည့်လို့ရပါတယ်ဆိုတော့ဒီမျိုးမှာဆိုလို့ရှိရင်တမန်ကျမ်းစာမှာတွေရောဒီအပြင်လောကသမိုင်းဆိုင်ရာမှာတွေရောကျွန်တော်တို့မကြာတွေ့ရှိရလည်းရှိပါတယ်ဒီခန္ဓာကိုယ်ကြီးမားတဲ့လူတွေကဆိုလို့ရှိရင်ဒီတိုးလျာကျမ်းထဲမှာတိုးလျာကျမ်းထဲမှာလည်းပြန်နေတပံဒီ net feeling ဒီဆန္ဒမာရနဲ့ပြန်နေတပံစုံဖက်ပြီးမှဒီ net feeling တွေကိုမွေးဖွားလာတာဖြစ်နိုင်တယ်ဆိုတဲ့အကိုကျွန်တော်တို့လေ့လာခြင်းအဖြစ်လဲဒီခမှန်းရတာပေါ့လေဒီမျိုးဖြစ်နိုင်တယ်ဆိုတဲ့အပေါ့လေဒါအတီးပြောတာတော့မဟုတ်ပါဘူးဆိုတော့ဒီမှာလဲဒီဝိညာဉ်လူနဲ့ဒီဇာတိလူနဲ့ထိမ်းများလက်ထလို့ရတဲ့အကြောင်းလဲကျွန်တော်တို့သိရတာပေါ့နော်
ဆိုတော့ဒီဓမ္မတိကျမ်းရောက်လာတဲ့ခါမှာယေရှုခရစ်တော်ကဘာပြောတယ်လဲဆိုလို့ရှိရင်နော်ရှင်နုခံခန်းကြီး20အပိုင်းငယ်34 35မှာဒီလောကမှာနေတဲ့သူတွေကပဲတဲ့ထိမ်းများပေးစားလို့ရတယ်လက်ထပ်လို့ရတယ်ပေါ့နော်မျိုးပွားလို့ရတယ်ပေါ့ဆိုတော့ဒီကောင်းကင်နိုင်ငံရောက်မဲ့သူတွေနော်တန်ရှင်းတဲ့သူတွေဟာဆိုလို့ရှိရင်ဒီထိမ်းများပေးစားဆိုတာကထုံးစံမရှိတော့ဘူးဒါဘုရားသားတွေဖြစ်တဲ့ကြောင့်မို့တန်ရှင်းတဲ့သူတွေဖြစ်တယ်ဆိုလို့ရကိုရှင်နုခံခန်းကြီး20အပိုင်းငယ်34 35မှာကြီးချမ်းပြလေတွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတခါကျရင်ဒီစဉ်းစားလေးရှိတယ်ပေါ့နော်ဝိညာဉ်လူတွေကထိမ်းများပေးစားလို့ရတယ်ဆိုလို့ရှိရင်ဒါဝိညာဉ်လူတွေမှာလည်းကောင်းကင်နိုင်ငံမှာလည်းဒါတွေနော်လက်ထထိမ်းများတွေဆိုတာလည်းရှိကောင်းရှိနိုင်တယ်လို့တချို့တွေကထားပြီးမှတွေးတဲ့လူတွေရှိပါတယ်ဆိုတော့ယေရှုခရစ်တော်ကတော့မရှိဘူးလို့လုံးပြောတာဖြစ်ပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့နားလည်ထားဖို့ကဘာလဲဆိုလို့ရှိရင်ဒီကပ္ပဦးကျမ်းအခန်းကြီး6မှာတို့တောလျာကျမ်းအခန်းကြီး73မှာလို့တွေ့ရတဲ့အရာကဘာကြောင့်မျိုးပွားနိုင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့လောကမှာကျတော့ကျွန်တော်တို့စာတိလူတွေရှိတဲ့ခါကျတော့ဒီစာတိလူတွေနဲ့စာနာမဒီကပေါင်းပေါ်လိုက်တဲ့ခါမှာဒီခန္ဓာကိုယ်ကြီးမားတဲ့လူတွေမွေးဖွားလာတာဒါကတော့မဆမ်းဘူးပေါ့နော်ဆိုတော့ယေရှုခရစ်တော်ကကောင်းကင်နိုင်ငံမှာဒီလိုမျိုးထုံးစံမရှိဘူးလို့ဘာလို့ပြောတယ်လဲဆိုလို့ရှိရင်ကောင်းကင်နိုင်ငံမှာကျတော့ကျွန်တော်တို့ခင်ဗျားတို့လူစာတိလူတွေစာတိသားသမီးတွေမရှိတဲ့ခါကျတော့ဒီမျိုးပွားစရာအကြောင်းမရှိတော့ဘူးလက်ထထိမ်းများစရာအကြောင်းမရှိတော့ဘူးကောင်းကင်နိုင်ငံမှာဆိုလို့ရှိရင်တကယ်အတန့်နေပဲဖြစ်တယ်ဘုရားသခင်ရဲ့သားသမီးတွေဖြစ်တဲ့ကြောင့်မို့နောက်ဖောက်ပြန်တဲ့လူတွေလည်းမရှိတော့ဘူးထိမ်းများပေးစားနိုင်တဲ့အကြောင်းရင်းလည်းမရှိတော့ဘူးဘာဖြစ်လို့လဲဆိုရင်တန်ရှင်းတဲ့သူတွေဖြစ်တယ်ဆိုတော့ဒီမှာကျတော့ဒီဝိညာဉ်လူတွေကထိမ်းများပေးစားကြတယ်ဆိုတာကဝိညာဉ်နတ်ဆိုးတွေကဒီစာတိလူတွေဖြစ်တဲ့ဒီလောကသားတွေနဲ့ထိမ်းများလူပဲသူတို့ဟာဆိုလို့ရှိရင်သားတွေတာတိမိတွေရကြတယ်ဆိုတဲ့အကိုလည်းတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်းဒီပရိသတ်တွေနဲ့ဗီဒီယိုမြင်တယ်ပရိသတ်တွေရဲ့သဘောမှလည်းဗီဒီယိုစဉ်းစားမိတယ်ဆိုတဲ့အကိုကျွန်တော်တို့ comment မှာတွေဝင်ရောက်ဆွေးနွေးငင်းခုန်တော်လို့ရပါတယ်ဆိုတော့ပြောချင်ပါ